ဒီကတော့ချက်ချောက်လေးကိုထူးထူးခြားခြားလေးဖြစ်သွားအောင်လို့စင်ကာပူကမာလာအနှစ်နဲ့တုပ်ပါမယ်။အဝင်ပစ္စည်းလေးတွေကတော့စင်ကာပူကမာလာအမုံလေးကတိတ်မထုံပေမဲ့ဆက်ဆက်လေးပါ။ဒါကတော့မာလာအနှစ်လေးပါ။ Spicy hot sauce ဆိုပြီးရေးထားပါတယ်။သူ့အနံ့ရတာလေးကလည်းမာလာအရတာလေးပါ။ကဲဒါဆိုရင်အရင်ဦးဆုံးမြန်မာပြည်ကငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူထောင်းထားတာထည့်ပါမယ်။မာလာအမုံထည့်ပါမယ်။အမမာလာအမုံမှာ9မျိုးရှိရလို့ရည်ပြနေပါတယ်။ထည့်လိုက်ပါမယ်။တွေ့လားအမရဲရဲလေးနဲ့လေ။ကြည်တာနဲ့စကောင်းမဲ့ပုံလေးမလား။လေးကလည်းအယောင်လေးရဲရဲလေးနဲ့အနံ့လေးကလည်းမှုံမွေးလေးပါမာလာအနံ့ရတာပြည့်စုံပါတယ်။ပဲငံမြရဲ့အကြည့်ထည့်ပါမယ်။ချုံမုံလေးနည်းနည်းလေးထည့်လိုက်ပါမယ်။အချုံမုံမကြိုက်တဲ့သူတွေမထည့်ပါနဲ့။ကေကတော့ကြိုက်လို့ထည့်ပါတယ်။ခုတော့အာရပိုင်လာကိုစုပ်ပြီးတော့နေပါမယ်။တွေ့လားအမအယောင်လေးကိုကြည့်။ဒါကတော့5မျိုးဆက်မဆလာလေးထည့်လိုက်ပါတယ်။ထုံကျင်လို့ပါထုံဆက်ဆက်လေးဖြစ်လို့ပါ။ပြီးရင်တော့ထပ်ပြီးတော့နေပါမယ်။တေချာလေးနေပေးပါတယ်။နှံ့အောင်နေပေးပါတယ်။အရသာလေးတွေစိတ်ဝင်သွားအောင်လို့ပါ။အဲ့မှာအဆက်ကြိုက်တဲ့ဒေါ်ကစ်ကတော့တိတ်မဆက်လောက်ဘူးထင်ပြီးတော့မာလာအမုံလေးထပ်ထည့်ပါလေရှင်။ကဲထည့်ပြီးတော့နေပြီးတော့ရပါပြီ။ဒီကဲတက်တာလေးထည့်ဖို့အတွက်ဘူးလေးထည့်ပါမယ်။ဥဆိုလို့ရှိရင်တော့ရေလေးတက်တာလေးထည့်ဖို့အတွက် ready ဖြစ်နေတဲ့ကြက်ချောက်လေးတွေရပါပြီရှင်ဒီလိုကြက်ချောက်ကိုရေခဲတက်တာနဲ့ထည့်လိုက်တဲ့အတွက်ကြောင့်မို့ကြက်ချောက်ကမဆက်ဆက်လေးပါတောက်ပြုတ်တာလိုလို့မာတာမဟုတ်ပဲနဲ့အေးခဲနဲ့ထည့်တာကြောင့်ပါတိုက်ထည့်လိုက်ပါဦးမယ်